ပါခင်ဗျာဒါကတော့ကရင်ပြည်နယ်ခအမျိုးဝီဒီယာကိုပိုင်ကျောင်းမှာပညာသင်ကြားနေတော့ grade 2ကျောင်းရလေမောင်ထူးမြတ်သူပဲဖြစ်ပါတယ်ခင်ဗျာသားကိုသားမေမေကသားကြီးလာရင်ဘာဖြစ်ချင်လဲမေကသားပြောမိတာတခုကသားကငငယ်ကလေးကကောင်းကင်ကြီးကိုမောကြည့်ပြီးကောင်းကင်ထဲမှာဒုံးပြက်ကြီးစီပြီးလာကဘာပေါ်သွားချင်တာပါခင်ဗျာအစင်တော့ဖြစ်ချင်တာပေါ့ခင်ဗျာမေမေကိုပြောပြတော့မေမေကပြောတယ်အစင်တော့ဖြစ်ချင်မေမေတို့နဲ့အကြာကြီးခွဲရမယ်လေခင်ဗျာဒါကတော့အစင်တော့ဖြစ်ချင်တာမို့ခွဲလိုက်ပါတယ်ခင်ဗျာလို့ပြောလိုက်ပါတယ်ခင်ဗျာဒါမလေးကတော့နည်းနည်းငိုပါတယ်ခင်ဗျာဒါအခုအသက်နည်းနည်းပိုကြီးလာတော့ရိုးရိုးသုံးပြန်စီပြီးလာကပါပေါ်သွားရုံနဲ့မကတော့ပဲလာကပါပေါ်သွားပြီးစူလန်လေးလာတာတော့အာကာသနဲ့ကဘာကြီးကိုအကျိုးပြုမဲ့လေးလာမှုတွေကိုပါလုံးချင်တယ်ဆိုတာသိလာရတယ်ခင်ဗျာမေမေကပြောတယ်အစင်တော့ဖြစ်ချင်ရဲ့ဘာသာစကားတွေအသိပညာတွေအတတ်ပညာတွေစိတ်ဓာတ်ခွန်အားတွေသူ့ချွတ်တမနေမရမယ်တဲ့ခင်ဗျာဒါကြိုးစားပါမယ်ခင်ဗျာဒါဖြစ်ချင်တဲ့အစင်တော့ဖြစ်ဖို့အတွက်သာတက်စံတလားအစံကိုကြိုးစားပြီးဖြစ်အောင်ကြိုးစားသွားပါမယ်ခင်ဗျာတချင်လေးတစ်ပိုင်းလောက်နားဆင်ပါအောင်ခင်ဗျာကျွန်တော်ရေမှန်းချက်တွေ့လျက်နဲ့ပြောဒီဒီလေးနေပါလေးမြကိုတွန်တင်ကဆုံးမပေးမည်ကျွန်တော်ရေမှန်းချက်တွေ့လျက်နဲ့ပြောဒီဒီလေးနေပါလေးမြကိုတွန်တင်ကဆုံးမပေးမည်ကြောင်းသွားကြပါစို့တတိပေးနေပါဒီရွေမတိုင်းပညာဘိမစကန်စီရွေမတိုင်းပညာဘိမစကန်စီလက်ပြခုညီငယ်ညီမလေးများတို့ဒီနောက်တစ်ခါမှအတီးတို့တွေခေါင်းဆောင်ဖြစ်ရမည်ခုနေခါများစာဖို့ကြိုးစားတင်ဒီများကြိုးတဲ့မပြတ်အောင်ကူညီနောက်မတိတ်တိုင်းနဲ့လောက်လာဝီဒီယာဆွဲလဲရှိရမည်ပညာရေးတက်ဖို့ကျွန်တော်ကြိုးစားမည်အဆွေတော်ဖြစ်ဖို့ကျွန်တော်ကြိုးစားမည်မြမကြောင့်တာကုန်ကြီးပညာတတ်ကြီးဖြစ်အောင်ကျွန်တော်ကြိုးစားမည်အားလုံးလည်းတစ်ချင်းလေးနောက်ထပ်ရရကောင်းရလားခင်ဗျဒီတော့အားလုံးလည်းကိုဖြစ်ချင်တဲ့ဒီမှန်ချက်ဖြစ်အောင်ကြိုးစားပြီးဖြစ်နိုင်ကြပါစေလို့ဆုတောင်းတာရဲ့ဒီမှန်ချက်ဖြစ်တဲ့အဆွန်တော်ဖြစ်ချင်ကြောင်းကိုဒီမှာပဲဒီကိုချလိုက်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်